တို့ခုနေ့ကတော့ဒီဟိုပါပေါ့ Daddy Data Cleaning ကိုလုပ်ကြမယ်ပေါ့နော်အဲ့တော့ဒီ Daddy Data Cleaning ကျွန်တော်တို့လုပ်ရတဲ့ရွယ်ချက်ကကြတော့ဒီ Power BI မှာကျွန်တော်တို့ Power BI class အတွက်ကို Daddy Data Cleaning လုပ်ကြည့်ရပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ data set ကိုရွေးလိုက်တဲ့အချိန်မှာ data set ကကြတော့ vice versa တွေကျွန်တော်တို့ column တစ်ခုနဲ့တစ်ခု dependent ဖြစ်ပြီးတော့ကျွန်တော်တို့ blank ရှိရရှိရယ်ပြောမယ်ဆိုလို့ရှိရင်နည်းနည်း complicate ဖြစ်တယ်ပေါ့နော်ဒီလိုဟာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့က Power BI နဲ့လည်း clean လို့မရဘူးလားဆိုတော့ clean လို့ရတယ်ဒါပေမဲ့တိတ်ပြီးတော့ smooth မဖြစ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ပို့ပြီးတော့ကျွန်တော်တို့ cleaning complex ဒီ large data set တွေအတွက်ဆိုလို့ရှိရင် cleaning လုပ်တဲ့နေရာမှာပို့ပြီး suitable ဖြစ်တာကျွန်တော်တို့ Python ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒီမှာ Python နဲ့ cleaning လုပ်ကြည့်ပါမယ်အဲ့တော့ Python မှာမှကျွန်တော်တို့ကဘာကိုသုံးနိုင်မလဲဆိုရင် pandas ကိုသုံးနိုင်မယ်ကျွန်တော်တို့ pandas ကိုသုံးရတဲ့ရွယ်ချက်ကကြတော့ဘာလို့လဲဆိုလို့ရှိရင်ဒီ pandas မှာကြတော့ကျွန်တော်တို့ structure data တွေဖြစ်တဲ့ table data တွေဆိုလို့ရှိရင် pandas နဲ့ clean ရတာပို့ပြီးအဆင်ပြေရပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီမှာ pandas ကိုသုံးပြီးတော့ cleaning လုပ်မယ်ပေါ့နော်ဒီ pandas ကိုသုံးရတဲ့ရွယ်ချက်က tabular format တွေဆိုလို့ရှိရင် pandas နဲ့ clean လို့ရတယ်နောက်တစ်ခုကကျတော့ JSON data တွေ CSV တွေ Excel တွေဆိုရင် pandas နဲ့ clean လို့ရတယ်ပေါ့နော် JSON data မှာဆိုလို့ရှိရင်ကျတော့ကျွန်တော်တို့ကဥပမာ JSON data တော့ဟုတ်တယ်ဒါပေမဲ့အဲ့ JSON data ကိုကျွန်တော်တို့အရင်ဆုံးမလုပ်ရလဲဆိုတော့ table format ပြန်ပြောင်းရတယ်ပြောင်းပြီးတော့မှဒီ data တွေကိုကျွန်တော်တို့ပြန်ပြီးတော့ pandas နဲ့ clean လုပ်တယ်ပေါ့နော်အဲ့တော့ JSON ဆိုတာကျတော့ဒီလိုမျိုး format လေးပေါ့ဒီလို data တွေပေါ့နော်ဒီ data တွေဆိုလို့ရှိရင်ကျွန်တော်တို့ pandas နဲ့ cleaning လုပ်လို့ရတယ်အဲ့တော့ CS အဓိကတော့ structure data တွေကို cleaning လုပ်ချင်လို့ရှိရင် pandas ကိုသုံးလို့ရတယ်အဲ့တော့ကျွန်တော်တို့ pandas ကိုဘာကြောင့်လေ့လာရလဲဆိုရင် data cleaning လုပ်ဖို့အတွက် pandas ကိုသုံးရတာပေါ့နော်အဲ့တော့ကျွန်တော်တို့စပြီးတော့ data cleaning file လေးလုပ်ပါမယ်အဲ့တော့ကျွန်တော်တို့ဒီ data set ကိုကျွန်တော်က down ပြီးသားဆိုတော့မ down တော့ဘူးပေါ့နော်ဒီကောင်လေးကိုလည်းကျွန်တော် description မှာ link ပေးထားပါမယ်ဒီကနေသွား down လို့ရပါတယ်အဲ့တော့ကျွန်တော်တို့စပြီးတော့ကြည့်ကြပါမယ်စပြီးတော့ကျွန်တော်တို့ pandas ဆိုတဲ့အတွက်ကြောင့်မလို့ pandas ကို import လုပ်မယ်ပေါ့နော်သူ့ကိုကျွန်တော်တို့ pd လို့ပေးလိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ကဒီ data တွေကိုကျွန်တော်တို့ express စလုပ်မယ်အဲ့တော့ကျွန်တော်တို့ express စလုပ်မှာဖြစ်တဲ့အတွက်သူ့ကို data frame လို့ပေးလိုက်ပြီးရင် read csv ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာနဲ့ပေးမလဲဆိုရင် daddy kc ဒီ file name တိုင်းပဲကျွန်တော်တို့ရေးလိုက်တကယ်လို့ဒီ folder ထဲမှာဒီလို folder တည်တံ့မရှိဘူးဆိုရင်တော့ကျွန်တော်တို့ဘာလို့မှရမလဲဆိုရင်ဒီသူ့ရဲ့ folder ပတ်လမ်းကြောင်းတစ်ခုလုံး copy ပြီးတော့မှကျွန်တော်တို့ extract လုပ်အောင်ပါပေါ့နော်ဒီမှာတော့ကျွန်တော်တို့က folder တစ်ခုထဲမှာပဲဆိုတော့ကျွန်တော်တို့ file လေးပဲပေးလိုက်ရတယ်ဒါဆိုကျွန်တော်တို့ df ကရလာပြီဆိုရင် df ပုံမှာကျွန်တော်တို့ကကြည့်ကြည့်အောင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ transaction ID တွေ item တွေ quantity တွေဒါတွေပါတယ်ပေါ့နော်သူ့ data set ရဲ့ URL ချက်ကလည်းကျွန်တော်တို့ဒီ daddy data တွေ messy ဖြစ်တဲ့ data တွေ real one မှာဆိုရင် data တွေက cleaning ဖြစ်မနေဘူးဒါကြောင့်မလို့ကျွန်တော်တို့လုပ်ငန်းခွင်တွေ့ကြုံလဲလိုချင်တယ်ပြီးရင် data cleaning experience လည်းရချင်တယ်ဆိုတဲ့သူတွေအတွက် generate လုပ်ထားတဲ့ data set ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒါ missing တွေဒါတွေရှိနေမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်လိုက်ရင်ပဲဘာတွေတွေ့လဲဆိုတော့ဒီ item မှာဆိုလို့ရှိရင်လည်း missing data တွေရှိရယ် price by unit မှာလည်း missing data တွေရှိရယ် total spend မှာလည်း missing data တွေရှိရယ် payment method မှာလည်း missing data တွေရှိရယ် location မှာလည်း missing data ရှိဥပမာဆိုကျွန်တော်တို့ဒီလို missing data တွေရှိရယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီတလားရောင်းအားဘယ်လောက်ရှိလဲဒါဆို total revenue ကိုတွက်ဖို့ဆိုဘယ် column တွေလိုမလဲဆိုရင် quantity နဲ့ total spend နဲ့ရှိရမယ်ပေါ့နော်အဲ့တော့ဒီနှစ်ခုကနားဖြစ်နေကျွန်တော်တို့ဒါ revenue တွက်လို့မရဘူးနောက်တစ်ခုကကျတော့ customer တွေကဘယ် menu တွေကို order မှားများလဲဒါမျိုးကျွန်တော်တို့တွက်ချင်တယ်ဆိုရင်လည်း item data တွေက missing ဖြစ်လို့မရအောင်အဲ့တော့ဒီဟာတွေ missing မဖြစ်နေအောင်လို့ကျွန်တော်တို့ကဒီ missing data တွေကိုပြန်ပြီးဖြည့်ပေးဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်တော့ဒါ missing data handling အများဆုံးလုပ်ရမယ့် data set လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်ကောင်တွေက missing ဖြစ်နေလဲဆိုတာကိုအရင်ဆုံးရှားကြည့်အောင်အဲ့တော့ဒီမှာကြည့်လိုက်လို့ရှိရင်သူက transaction ID ကလွှဲရင် general column တွေက missing တွေဖြစ်နေဒါဆိုကျွန်တော်တို့ဒီ missing တွေကိုဖြည့်ရမယ်ပေါ့နော်
အဲ့တော့ missing တွေကိုမဖြည့်ခင်မှာကျွန်တော်တို့ဗာလဲဆိုတော့ total span မှာ error ပါတယ်ဆိုဒါသိကြရဲကျွန်တော်တို့ဒီ total span က number data type ဖြစ်မှာမဟုတ်ဘူးအဲ့တော့ calculation တွေနောက်ပိုင်းလုပ်မှာဆိုရင်ကျွန်တော်တို့အရင်ဆုံးဘာလုပ်ဖို့လိုလဲဆိုရင် data type တွေကိုမှန်အောင်ချိန်ဖို့လိုတယ်အဲ့တော့ data type တွေမမှန်ဘူးဆိုကျွန်တော်တို့မှန်အောင်ပြန်ပြောင်းပေးရမယ်ပေါ့နော်အဲ့တော့ data type တွေမှန်အောင်ချိန်ပါမယ်အဲ့တော့ df.dtype ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဆိုဘာတွေရှိလဲဆိုတော့ quantity တွေ price by unit တွေဒီကောင်တွေကလည်း object တွေဖြစ်နေဒါဆို object ဆိုတဲ့ data set ကကြတော့သူက data type ကကြတော့သူက string တွေ number တွေဒီကောင်တွေကို mix လုပ်ပြီးတော့သိမ်းလို့ရတယ် data type ဥပမာဆိုရင်ကျွန်တော်တို့ number data type လို့ပြောလိုက်ရင်သူက number ပဲထည့်လို့ရတယ်တခြား data ထည့်လို့ရှိရင်အဲ့ဒါတက်တယ်ပေါ့နော်အဲဒီလိုမျိုးပဲပေါ့ကျွန်တော်တို့အခုဒီမှာဆိုလို့ရှိရင်လည်း number တွေမဟုတ်ဘူးဆိုရင်ကျွန်တော်တို့သူတို့number တွေအနေနဲ့ပြန်ပြီးဖြည့်ဖို့အဲ့တော့ကျွန်တော်တို့ဒီမှာဘာလုပ်လိုက်မလဲဆိုရင်ဒီ data type တွေကိုမှန်အောင်ပြန်ချိန်ပေးလိုက်အဲ့တော့မှန်အောင်ချိန်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ number column တွေကိုအရင်မှန်အောင်ချိန်ပေးလိုက်မယ်ပေါ့နော်အဲ့တော့ price by unit တွေ total span တွေဒီကောင်တွေကိုချိန်ကြည့်အောင်အဲ့တော့ df ကိုပေးလိုက်မယ် update ပြန်လုပ်မယ်ပေါ့နော်အဲ့တော့ df ကိုမှကျွန်တော်တို့က replace ဆိုတဲ့အားနဲ့ချိန်လို့ရတယ်ဒီမှာကျွန်တော်တို့ numerical column တွေကိုအရင်ပြောင်းမလားဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီကောင်တွေကိုအရင်ပြောင်းမလားဆိုပြီးတစ်ခုတော့ကြည့်အောင်မယ်ကျွန်တော်တို့ဒီမှာဆိုရင် item မှာဒီ payment method တွေမှာဆို unknown တို့ error တို့ဒါတွေရှိနေတယ်ဒီကောင်တွေ unknown တွေ error တွေကိုကျွန်တော်တို့က missing data နဲ့လဲပြလိုက်မယ်အဲ့တော့ unknown တွေ error တွေဆိုရင်ကျွန်တော်တို့နားဆိုပြီးထည့်လိုက်မယ်အဲ့တော့ဒီလိုထည့်ဖို့ဆိုရင်ကျွန်တော်တို့ကဘာလုပ်ဖို့လိုလဲဆိုတော့ dfg ကိုကျွန်တော်တို့ replace လုပ်မယ်အဲ့တော့ replace လုပ်လိုက်မယ် replace မှာကျွန်တော်တို့က error တွေ unknown တွေဒီကောင်နေဆိုလို့ရှိရင်ကျွန်တော်တို့ကဘာနဲ့ထားလိုက်မလဲဆိုလို့ရှိရင်အနေနဲ့ထားပေးလိုက်ဒါဆိုရမယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ကဒီမှာ error တွေ unknown တွေဆိုရင် null value တွေနဲ့ထည့်လိုက်ပြီဆိုတော့ကျွန်တော်တို့ခုဘာထပ်ပြီးတော့ချိန်လို့ရပြီလဲဆိုရင်ဒီ data frame ထဲမှာမှerror တွေ unknown မဟုတ်တဲ့တခြား data မျိုးစားတွေရှိရဆိုလို့ရှိရင်ကျွန်တော်တို့ data type တွေမှန်အောင်ထားလို့ရတယ် quantity ဆိုရင် number ထားရမှာ price by unit ဆိုလည်း number ထားရမယ် total span ဆိုရင်လည်း number ထားရမယ်ဒါမှ calculation လုပ်လို့ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့3ကမရေးတော့ဘဲနဲ့ numerical column ဆိုပြီးခွဲထုတ်လိုက်အဲ့တော့ numerical column တွေကဘာတွေလဲဆိုရင်ခုနကကျွန်တော်ပြောလိုက်တဲ့ဟာတွေပေါ့နော် quantity price by unitအဲ့တော့ဒီမှာကျွန်တော်တို့က column ကြီးကိုအရှိကြီးတွေဆိုတာထက်ကျွန်တော်တို့ column တွေကို space တွေရောအကြီးအသေးတွေရောရေးနေရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အသေးစလုံးနဲ့ပဲရေးမယ်အဲ့တော့ df column ကိုကျွန်တော်တို့ပြန်ပြီးတော့အသေးစလုံးတွေပြောင်းလိုက်ကျွန်တော်ဆိုရင်တော့ခဏခဏမှားရေးတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်မှားမရေးအောင်လို့ပြောင်းလိုက်အဲ့တော့ space တွေဆိုလို့ရှိရင်ကျွန်တော် underscore နဲ့လဲလိုက်ဒါဆိုကျွန်တော်စပြီးတော့ရေးလို့ရအဲ့တော့ကျွန်တော်တို့ဘာလဲဆိုတော့ခုဆိုရင်ဒီ numerical column တွေပြန်ခေါ်လိုက်ဒီမှာဆိုကျွန်တော်တို့ quantity တွေရှိမယ်ပြီးရင်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဘာရှိမလဲဆို price by unit တွေရှိမယ်ပြီးရင်နောက်တစ်ခုက total span တွေရှိကောင်းတွေကိုလဲပါမယ်အဲ့တော့လူပင်ပတ်မယ်ပေါ့နော် numerical column တွေကနေပြီးတော့ column တွေထုတ်လိုက်ထုတ်ပြီးသွားရင် df column ပေါ့ဒီကောင်မှကျွန်တော်တို့က data type change လိုက်အဲ့တော့ pandas မှာဆိုရင် number change နေတယ်ဆိုရင် to numeric ဆိုတဲ့ဟာလေးရှိအဲ့တော့ဒီမှာမှကျွန်တော်တို့ကဘာနဲ့ကို change လဲဆိုရင်df column ပေါ့ df column ရေမှာ error တက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာerror မှာဆိုဘယ်နှမျိုးရှိလဲဆိုတော့သူက2မျိုးရှိ3မျိုးရှိရပေါ့ ray ဆိုတာရှိရcore ရှိရနောက်တစ်ခုကကျတော့ ignore ပေါ့အဲ့တော့ error တက်လို့ရှိရင်ဒီတိုင်းပဲကျွန်တော်တို့သူ့ import တိုင်းပဲထားခြင်း ignore လုပ်လို့ရတယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ error မှာမှ ray ဆိုတာကြတော့ဒီဟာဆိုရင်လုံးဝကျွန်တော်တို့ chain ဝင်မပေးခြင်း race နဲ့သွားလို့ရတယ်နောက်တစ်ခုကကျတော့ core ဒီမှာဆိုရင်တော့ကျွန်တော်တို့ကဒီ column တွေကို never change လိုက်တယ် never change လို့ error တက်ရင်ကျွန်တော်တို့ကဘာပေးစေချင်လဲဆိုတော့ missing data ဖြစ်စေချင်တော့ကျွန်တော်တို့ any အစားထိုးချင်တယ်ပေါ့နော်ဒါဆိုရင်ကိုကဆိုပြီးပေးလိုက်လို့ရတယ်အဲ့တော့ဒါရမယ်ထင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒါ numerical column တွေအတွက် data type ချိန်ပြီးသွားတယ်အဲ့တော့ data type လေးတစ်ချက်ပြန်ခေါ်ကြည့်အောင် df.dtype
ဒီမှာကြည့်လိုက်ရင်ဒါ number တွေဖြစ်သွားပြီပေါ့နော်ဒီမှာမှကျွန်တော်တို့ကဘာထက်ချိန်နေသေးလဲဆို transaction date တွေပါဆိုရင်ဒါ date data type ဖြစ်စေခြင်းနဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီမှာက transaction date ဆိုပြီးပေးတာပြီးရင်ကျွန်တော်တို့ဒီကောင်ကြီးကိုပဲကျွန်တော်တို့ဘာပြောင်းမလဲဆိုရင် date time ပြောင်းမယ်ပေါ့နော်အဲ့တော့ date time ပြောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ transaction date ကို date time ပြောင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ df transaction date ဒီမှာလည်းဒီတိုင်းပဲကျွန်တော်တို့ date ပြောင်းလို့မရဘူးဆိုသူ့ကိုကျွန်တော်တို့ဘာနဲ့ပေးတိုင်းမလဲဆိုရင်ခုနကတော့ကျွန်တော်တို့ coas နဲ့ပေးတိုင်းကျွန်တော်တို့ဒီမှာ2 date time ရဟိုကျွန်တော်တို့ဒီမှာပိတ်တဲ့ဟာမှားနေရပါဘူး။အဲ့ဒါရပြီ။အဲ့ဒါကျွန်တော်တို့နောက်ထပ်ကကြတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုရင် data type နဲ့မှန်သွားပြီ။ဒီမှာဆိုကျွန်တော်တို့ဒီ transaction date တွေရောချိန်ပြီးသွားပြီဆိုရင်ဘာလုပ်လို့ရပြီလဲဆိုရင်ကျွန်တော်တို့ဒါ missing data တွေကိုစပြီးစဉ်းစားလို့ရတယ်ပေါ့နော်။ဒီမှာဆိုကျွန်တော်တို့ item က missing data ဖြစ်နေရပေါ့။အဲ့တော့ဒီ item တွေကိုကျွန်တော်တို့ဘယ်လိုဖြည့်လို့ရမလဲ။ဒါကိုတစ်ချက် filter လုပ်ပြီးကြည့်ပါမယ်။အဲ့တော့ကျွန်တော်တို့ဒီမှာ item ပြတ်မယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ဒီ item တွေကနားဖြစ်တယ်ဆိုရင်ကျွန်တော်တို့ဘယ်ပေါ်မှာ base လုပ်ပြီးဖြည့်မလဲဆိုရင် price by unit ပေါ်မှာ base လုပ်ပြီးတော့ကျွန်တော်တို့ဖြည့်ကြမယ်အဲ့တော့ဒီ price by unit ပေါ်မှာ base လုပ်ပြီးဖြည့်မယ်ဆိုတော့ဒီမှာတစ်ချက်ကြည့်လိုက်တဲ့အချိန်မှာ price by unit ကလည်းနားဖြစ်နေတော့ဒါဆိုကျွန်တော်တို့ price by unit ကိုအရင်ဖြည့်လိုက်တာ item ကိုလည်းဖြည့်လို့လွဲသွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ item ကိုအရင်မဖြည့်ဘဲနဲ့ဘယ်ဟာကိုအရင်ဖြည့်မလဲဆိုရင် price by unit ကိုဖြည့်မယ်အဲ့တော့ကျွန်တော်တို့ price by unit ကိုရောဘယ်လိုဖြည့်လို့ရမလဲဆိုတာတစ်ချက်ထပ်ကြည့်ပါမယ်အဲ့တော့ price by unit တွေနားဖြစ်နေတာကိုကြည့်လိုက်တော့ဘာနဲ့ဖြည့်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီကောင်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဘာလဲဆိုတော့ price by unit တွေနားဖြစ်နေမယ် total span နဲ့ quantity ကရှိရဆိုရင်ကျွန်တော်တို့တွက်လို့ရတယ်ပြီးတော့ဒါမှမဟုတ် item နဲ့လည်းတွက်လို့ရမလားဆိုတော့ကျွန်တော်တို့ကြည့်ကြည့်အောင်အဲ့တော့ gf.group by နဲ့သုံးလိုက် item တွေကိုကျွန်တော်တို့ကြည့်ကြည့်မယ်ပေါ့နော် item ကိုမှကျွန်တော်တို့ကဘယ်ပေါ်မှာကြည့်မလဲဆိုရင် price by unit နဲ့ကြည့်လိုက်item လိုက်ဆိုလို့ရှိရင် price by unit မှာကောင် price by unit ဘယ်နှခုရှိလဲဒီမှာကြည့်လိုက်ရင်သူကကိတ်ဆိုရင်လည်းတစ်ဈေးပဲအကုန်လုံးမှာဈေးကတစ်ခုတည်းပဲရှိတယ်ဒါဆိုရင်တေးကြတယ်ကျွန်တော်တို့ဒီကိတ်လို့ပြောလိုက်လို့ရှိရင်ဈေးကတေးကြတယ်ကျွန်တော်တို့ဒီ item မှာသတ်မှတ်ထားတဲ့ဈေးပဲပေါ့နော်ဒါဆိုကိတ်က price by unit နားပြနေရဆိုရင်ကိတ်က 3.0 ဆိုဒီကောင်အတွက်က 3.0 ဒီနည်းနဲ့ဖြည့်လို့ရတယ်အဲ့တော့ဒီကောင်အတွက်ကိုအရင်ဖြည့်မယ်ပေါ့နော်အဲ့တော့သူတို့ကိုကျွန်တော်တို့ဖြည့်ဖို့ဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ TF ထဲကနေပြီးတော့အဲ့တော့ကျွန်တော်တို့ဒီကောင်ဖြည့်မယ်ဆိုရင်ဘယ်လိုချိန်မျိုးကြာရင်ဖြည့်မှာလဲအဲ့တော့ price by unit ကနားဖြစ်နေရဆိုရင်ကျွန်တော်တို့ဒီကောင်တွေကိုဖြည့်မယ်ဆိုပြီးလုပ်လိုက်အဲ့တော့သူ့ကိုအရင်သွားလိုက် price by unit ကကျွန်တော်တို့နားဖြစ်တယ်ဆိုရင်ဒီကောင်တွေကိုဖြည့်မယ်နောက်တစ်ခုအခြေအနေကအကယ်၍ price by unit ကလည်းနားဖြစ်တယ် item လည်းနားဖြစ်တယ်ဆိုကျွန်တော်တို့ဘယ်လိုဖြည့်လို့ရလဲဆိုတော့ total span နဲ့ quantity ကဒါနားမဖြစ်ရင်သူတို့တွေကိုဖြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီ condition ကိုအရင်သွားလိုက်total span ကိုတီးပြီးတော့ quantity နဲ့စားလိုက်ရင် price by unit ထွက်မယ်ဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒီနည်းနဲ့ filter လုပ်ကြည့်မယ်ပေါ့နော်အဲ့တော့ df ထဲရပဲကျွန်တော်တို့က price by unit price by unit ကကြတော့ကျွန်တော်တို့နားဖြစ်တယ်ပေါ့နော် price by unit ကနားဖြစ်တယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဘာလဲဆိုတော့ခုနကတော့ quantity နဲ့total span နဲ့ပေါ့အဲ့တော့ quantity ကလည်းကျွန်တော်တို့နားဖြစ်လာအဲ့တော့ quantity ကနားမဖြစ်အောင်အဲ့တော့ not နားပေါ့ quantity ကနားမဖြစ်အောင်နောက်တစ်ခုကကျွန်တော်တို့ total span ကလည်းနားမဖြစ်အောင်ဒီလိုမျိုးတွေရှိလာအဲ့တော့ဒီကောင်နေဆိုရင်တော့ကျွန်တော်တို့ဒါဖြည့်လို့ရတဲ့ဟာတကယ်လို့အဲ့လိုမဟုတ်ဘူးဆိုရင်ဖြည့်လို့မရမယ်ဟာအဲ့တော့ကျွန်တော်တို့ဆိုပါစို့ item လည်းနားဖြစ်နေရယ် quantity တွေ price by unit တွေ total span တွေကလည်းနားဖြစ်နေရယ်ဆိုရင်ကျွန်တော်တို့ဒီ data set ကလုံးဝဒီ data တွေကလုံးဝဖြည့်လို့မရတဲ့ဟာအဲ့တော့အဲ့လိုဖြည့်လို့မရတဲ့ဟာတွေရှိလာပါနော်
ဒါကိုအရင်ရှားကြည့်အောင်အဲ့တော့ i10 လည်းနားဖြစ်နေဖြစ်လို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီထဲမှာ i10 အတွက်ကိုလည်းထည့်လိုက်အဲ့တော့ဒီလိုကေးတော့မရှိဘူးပြောတယ်ကျွန်တော်တို့ i10 ကလည်းနားဖြစ်မယ် price per unit ကလည်းနားဒီ၄ခုလုံးနားဖြစ်တာတော့မရှိဘူးပေါ့ဒါဆိုရင်ကျွန်တော်တို့ဒီနှစ်ခုကတော့နားဖြစ်နေရဲ့ဒါဆိုကျွန်တော်တို့ဒီနာနဲ့ပဲတွက်လို့ရအောင်အဲ့တော့ဒီဓာတ်တွေကမှတစ်ခုမဟုတ်တစ်ခုကနားဖြစ်နေတယ်ဖြစ်လို့မရဘူးပေါ့နော်အဲ့တော့ဒီလို scenario မျိုးရှိလားလို့ကျွန်တော်တို့ရှားကြည့်အောင်အဲ့တော့ဒီမှာကကျွန်တော်တို့ဘာနဲ့ကြည့်မလဲဆိုရင် quantity နဲ့ total span တွေကနားဖြစ်လာအောင်ကျွန်တော်တို့ကြည့်လိုက်မယ် ampersand နဲ့မဟုတ်တော့ဘဲနဲ့ or နဲ့ကြည့်မယ်ပေါ့နော်ဒါဆိုဒီကောင်းကြီးကဒါ or ကိုပြောတာဒါဆို am အဲ့တော့ or တွေ and တွေကဘာလဲဆိုတော့တစ်ခုမဟုတ်တစ်ခုလို့ချင်းကျွန်တော်တို့ or နဲ့သုံးမယ်ဒါမှမဟုတ်နှစ်ခုလုံးတူမှရမယ်ဆိုရင် ampersand နဲ့သုံးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်လည်းဒါtotal span နေprice per unit တွေကနားတွေရှိနေဒါဆိုရင်ကျွန်တော်တို့ဒီလို case ဆိုရင်လည်းလုံးဝဖြစ်လို့မရဘူးပေါ့နော်အဲ့တော့ဒီကောင်တွေကိုဖယ်ထုတ်မှရနောက်တစ်ခုကကျွန်တော်တို့ဒီကောင်တွေကိုတွက်နေရတဲ့အကြောင်းရင်းကအဓိက revenue ဖြည့်ဖို့ပဲအဲ့တော့ revenue ကိုဖြည့်ဖို့ဆိုရင် total span နဲ့ quantity တွေကဒီနှစ်ခုကသာနားဖြစ်ရင်တွက်လို့မရဘူးဘာကြောင့်လဲဆိုဒီ transaction ကဘယ်လောက်မှာသွားလဲဆိုတော့ကျွန်တော်တို့မှမသိရတယ်နော်အဲ့တော့ဘယ်လောက်မှာလဲဆိုတဲ့ဟာကို trace လိုက်လို့မရဘူးဆို revenue တွက်လို့မရဘူးအဲ့တော့ဒီကောင်နေဆိုရင်လည်းကျွန်တော်တို့ကဖြည့်လို့မရဘူးဆိုတာကိုကြည့်အောင်အဲ့တော့ဒီကောင်ကြီးတွေကိုကျွန်တော်တို့ခွင့်ခတ်လိုက်ဒီလိုအခြေအနေမဟုတ်ဘဲနဲ့ခုနကျွန်တော်ပြောလိုက်တဲ့အခြေအနေ or နဲ့ခုနတော့ဒီပါလဲဆိုတော့ price by unit ကလည်းsorry total span ကလည်းနားဖြစ်မယ် quantity ကလည်းနားဖြစ်တဲ့ဟာမျိုးရှိလားပေါ့အဲ့ဒါမျိုးရှားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီprice by unit ပေါ့price by unit မဟုတ်ဘူးကျွန်တော်တို့ quantity ပေါ့ quantity ကလည်းနားဖြစ်လားပြီးရင်နောက်တစ်ခုကခုနကျွန်တော်ပြောလိုက်တဲ့ price by unit ပေါ့sorry total span ပေါ့အဲ့တော့ total span ကလည်းနားဖြစ်လားဆိုတာကြည့်ပါမယ် is now ဒါဆိုရင်ဒီကောင်းနေဆိုကျွန်တော်တို့ဖြည့်လို့မရဘူးလိုပဲစဉ်းစားဟုတ်ဆို item နဲ့ price by unit တော့ရှိရဲဒါပေမဲ့ဘယ်နှခုမှာဝလဲဆိုတာမသိရင်ကျွန်တော်တို့အတွက်အဆင်မပြေဘူးပေါ့နော်အဲ့တော့ဒီလို row မျိုးဘယ်လောက်ရှိလဲဆိုတာမျိုးရှားကြည့်အောင်အဲ့တော့ lan နဲ့သွားလိုက် lan နဲ့ကျွန်တော်တို့ဒီကောင်ကြီးကိုယူလိုက်အဲ့တော့26 row ဒီကောင်ကြီးတွေကိုကျွန်တော်တို့ကဖဲထုတ်မှရမယ်ပေါ့နော်ဒါတွေကကျွန်တော်တို့ယူလို့မရတဲ့ဟာတွေအဲ့တော့ယူလို့မရတဲ့ဟာတွေကိုဖဲထုတ်ပါမယ်ဒီကောင်တွေကိုကျွန်တော်တို့ဖဲထုတ်ဖို့ဆိုရင်ဒီမှာကကောင်းလေးသုံးလိုက်ပြီးရင်အဲ့တော့ဒီ similar လေးပေါ့နော်အဲ့တော့နှကမ်းမွေးလို့ခေါ်တာပေါ့ဒီနှကမ်းမွေးလေးကကြတော့ဘာအတွက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါ not ကိုပြောချင်တာပေါ့အဲ့တော့ဒီ list ထဲမှာဒီ series တွေနဲ့ပတ်သက်ပြီးတော့ဖြစ် data frame နဲ့ပဲဖြစ်ကျွန်တော်တို့လုပ်တယ်ဆိုရင်ဒီ row by row ကကျွန်တော်တို့ဒီ connect time မဟုတ်ဘူးဆိုရင် not ဆိုတဲ့ operator ကိုသုံးနေတယ်ဆိုကျွန်တော်တို့ဘာသုံးလို့ရလဲဆိုရင်ဒီကောင်သုံးလို့ရတယ်ပေါ့နော်ဒီနှကမ်းမွေးလေးအဲ့တော့ဒါ pandas မှာသုံးလို့ရတဲ့ operator ဒါဆိုရင်ကျွန်တော်တို့ဒီမှာ9984 row ရှိတယ်အဲ့တော့ခုန26 row ဆိုတော့ဒါ1000 row မှာ26 row ဆိုတော့ဒါ 1% တောင်မပြေဘူးပေါ့နော် missing data ဒါမျိုးဆိုရင်တော့ကျွန်တော်တို့ဖယ်ထုတ်လို့ရတယ်ဒါပေမဲ့ revenue တွက်လို့ရှိရင်ခုန row တွေနဲ့ပတ်သက်ပြီး stakeholder တွေနဲ့တော့အရင် discuss လုပ်တင်တယ်ပေါ့နော် missing data တွေဒီလောက်ဖြစ်နေရဲ့ဒါတွေပြန်ဖြည့်လို့ရတာဖြည့်လို့မရရင်ကျွန်တော်တို့ဖာရှာလိုက်နေဆို9984 row တွေကမှာကျွန်တော်တို့ပြန်မြ average ဆိုလို့ရှိရင်ဘယ်လောက်ရတယ်ဒါဆိုအဲ့ average revenue ကိုပြန်ဖြည့်လိုက်လို့ရတယ်ပေါ့နော်ဒီနည်းနဲ့ကျွန်တော်တို့ကပြန်ပြီး recovery လုပ်လို့ရတယ်ဒီ row တွေအတွက်ပေါ့recovery လုပ်လို့ရတယ်ဆိုတာထက်ကျွန်တော်တို့ total revenue ကိုအဲ့နည်းနဲ့တွက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီမှာတော့ကျွန်တော်တို့က 1% တောင်မပြည့်ရတဲ့အတွက်ကြောင့်ဒီ row တွေကိုကျွန်တော်တို့ဖယ်ထုတ်လိုက်မယ်ဖယ်ထုတ်ပြီးတော့ဒီကောင်နဲ့တွက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကောင်လေးတွေဖယ်ထုတ်ပြီးသွားပြီဆိုဒီကောင်တွေကိုကျွန်တော်တို့ဖယ်ထုတ်ပြီးပြီဖြစ်တဲ့အတွက် data frame နဲ့မှာပြန်ပြီး update လုပ်လိုက်ဒီတစ်ခေါက်ကကျတော့ကျွန်တော်တို့ Google price by unit ကိုတွက်တော့အဲ့တော့ခုနကတော့ပြောတဲ့ scenario ပေါ့ဒီ item ဆိုတဲ့ price by unit ကလည်းနားဖြစ်တယ် total span နဲ့ quantity ကလည်းနားမဖြစ်ဘူးဆိုရင်ကျွန်တော်တို့ဖြည့်မယ်အဲ့တော့ဒီကောင်ကြီးကိုသွားလိုက်အဲ့တော့သူ့ကိုကျွန်တော်တို့ filter ဆိုပြီးပေးလိုက်ဒီ app ထဲကနေပြီးတော့ price by unit က price by unit ကနားဖြစ်တယ်ပေါ့နော်
ပြီးရင်ကျွန်တော်တို့ item ကsorry ကျွန်တော်တို့ item မဟုတ် total span က non နာ total span ကအလို့မဖြစ်ဘူးပြီးရင်နောက်တစ်ခုကကြတော့ကျွန်တော်တို့ quantity ကလည်းအလို့မဖြစ်နေဘူးဒါမျိုးတွေဆိုရင်ကျွန်တော်တို့တွက်လို့ရမယ်အဲ့တော့ဒီကောင်ကြီးတွေကိုကျွန်တော်တို့ဒီလိုထားလိုက်တစ်ခုလုံးခြုံပြီးတော့ကျွန်တော်တို့ filter လုပ်အဲ့တော့ဘာသုံးလို့ရလဲဆိုရင်ကျွန်တော်တို့ကဒီ data frame.loss ဆိုတာရှိရပါတော့ pandas data frame ဒါပေါ့ဒီမှာဆိုကျွန်တော်တို့ loss တွေ iloss တွေရှိရပါတော့ဒီမှာဆိုရင်ကျွန်တော်တို့ loss နဲ့ iloss ကဘာအတွက်လဲဆိုရင်ကျွန်တော်တို့ဒါ selection လုပ်မယ် update လုပ်မယ်ဒါမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီ loss ကိုသုံးလို့ရတယ်သူမှဆိုဘာလဲဆို row label နဲ့ column label နဲ့ပါတယ်ပေါ့နော်အဲ့တော့ဒီ label name တွေ column name တွေ column name နဲ့ကျွန်တော်တို့ကတွဲပြီးရှာခြင်းနဲ့ဆိုရင်ဒီ loss ကိုသုံးလို့ရတယ် iloss ကကြတော့ position နဲ့ရှာခြင်းတဲ့အချိန်မှာဆိုသုံးလို့ရတယ်ဥပမာဆိုရင်ကျွန်တော်တို့ဒီ column နံပါတ်ပေါ့ကောင်ကဥမာကျွန်တော်တို့ဟာမှာဆိုလို့ရှိရင် column နံပါတ်ဒီ1က item ဆိုလို့ရှိရင်ကျွန်တော်တို့က column နံပါတ်1လို့ပေးလိုက်လို့ရတယ်ဒါဆိုလို့ရှိရင်သူက item ကိုထုတ်ပေးမယ်အဲ့တော့ကျွန်တော်တို့က column နံပါတ်တွေလည်းမသိဘူးဆိုရင်မလုပ်လို့ရလဲဆိုတော့ name နဲ့ပေးလို့ရတယ်ဒါဆိုကျွန်တော်တို့ name နဲ့ column name နဲ့ပေးခြင်းနဲ့ဆိုရင် iloss မသုံးမဲနဲ့ loss ကိုသုံးပါမယ်ပေါ့နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့က loss ကိုသုံးမယ်အဲ့တော့ကျွန်တော်တို့ row ကိုလိုချင်တော့ filter လုပ်မယ်ပြီးသွားရင်ကျွန်တော်တို့ဘာကို update လုပ်ချင်တာလဲဆိုရင် price by unit ကို update လုပ်ချင်ပြီးရင်ကျွန်တော်တို့ဘယ်ထဲရဟာလဲဆိုတော့ဘာနဲ့လုံးမှလဲဆိုတော့ခုန total span ကိုတီးပြီးတော့ quantity နဲ့စားမှာအဲ့တော့ total span ကိုတီးမယ်ပြီးရင်ကျွန်တော်တို့ quantity နဲ့စားမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒါ missing data တစ်ခုဖြည့်ပြီးသွားတယ်နောက်တစ်ခုကကြတော့ခုနကပြောတဲ့ scenario အဲ့တော့ total span တွေ quantity တွေကနားဖြစ်တယ်ဒါပေမဲ့ item ကနားမဖြစ်ဘူးဆိုကျွန်တော်တို့ item နဲ့ဖြစ်အဲ့တော့ item ကို group by လုပ်ပြီးဖြည့်ပါပေါ့နော်အဲ့တော့ကျွန်တော်တို့ group by လုပ်ပြီးဖြည့်ဖို့ဆိုရင် df ထဲကနေပြီးတော့ price by unit ကိုပေးလိုက်ပြီးရင်ကျွန်တော်တို့ကဒီ data frame ကိုမှ group by လုပ်မယ်ပေါ့နော်ဘာနဲ့ group by လုပ်မှလဲဆိုတော့ကျွန်တော်တို့ကဒီမှာဆိုရင် item ကိုကြည့်ပြီး price by unit ကိုဖြည့်မှာ哦အဲ့တော့ကျွန်တော်တို့ item ကို group by လုပ်မယ်ပြီးရင် price by unit နဲ့ဖြည့်မယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့က price by unit ကနားဖြစ်နေသေးတဲ့ကောင်တွေကိုဖြည့်ခြင်းဒါဆိုရင် price by unit ကိုမှ pay and နေပေါ့နော်ဒီကောင်တွေကကျွန်တော်တို့ကဒီ price by unit နားဖြစ်တဲ့ဟာတွေကိုကျွန်တော်တို့က transform နဲ့ကျွန်တော်တို့မှာတစ်ခုပဲရှိရတဲ့အတွက်ကြောင့် maximum နဲ့ပေးလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ fail and နေမှာကြတော့ဒီကောင်ကြီးတစ်ခုလုံးစုံးတဲ့ဟာကိုမဖြည့်နေတယ်နော်ဒါဆိုရင်ရတယ်အဲ့တော့ကျွန်တော်တို့ခုနကတော့နားဖြစ်တဲ့ဟာကိုပြန်တွက်ကြည့်မယ်ရှိသေးလားပေါ့ price by unit ဒီမှာကြည့်လိုက်ရင် price by unit ကပြည့်သွားတယ်ဒါဆိုကျွန်တော်တို့က price by unit ပုံမှာပြန် base လုပ်ပြီးတော့ price by unit နဲ့ပြန် map လုပ်ပြီးဘာကိုဖြည့်မလဲဆိုရင် item ကိုတစ်ခေါက်ပြန်ဖြည့်ရမယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ price by unit duplicate ရှိရတယ်ရှိလားပေါ့နော်ဒါကိုရှားကြည့်အဲ့တော့ကျွန်တော်တို့ item နဲ့မှာ price by unit ကိုဒီလိုပဲပေးလိုက်ဒီလိုကြည့်လိုက်လို့ရှိရင် तू ကကတ်နေတဲ့ကောင်တွေရှိရယ်ဥပမာ cake ဆိုလို့ရှိရင်ဒါ 3.0 ပေါ့နော်အဲ့တော့$3ဖြစ်မှာ$3နဲ့ရောင်းတဲ့ item တွေဆို cake လည်းရှိရယ် juice လည်းရှိရယ်ဒါဆိုနှစ်ခုလုံးဖြစ်နိုင်တယ်ရှိရယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကရောင်းရတာများတဲ့ကောင်ကိုကျွန်တော်တို့ဖြည့်ပေးမယ်ဆိုပြီးထားလိုက်ဒီလိုမျိုးလဲဆိုရင်$3စီတော့$3စီပဲဒါပေမဲ့အဲ့မှာဘသူတွေကိုပိုးကိတ်နဲ့ဂျူးဆိုဘယ်ဟာပိုးအဝယ်များတယ်အဝယ်များတဲ့ဟာဘလန့်ဖြစ်တဲ့ဟာဖြည့်နိုင်ချိန်များတယ်ပေါ့နော်ဒီလိုနည်းနဲ့ကျွန်တော်တို့ဖြည့်လိုက်ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုဖြည့်လဲဆိုရင်ကိတ်နဲ့ဂျူးမှာဘသူများလဲများတဲ့ဟာကို missing data ရဲ့ထည့်ဆိုပြီးကျွန်တော်တို့ပေးလိုက်အဲ့တော့အဲ့လိုဖြည့်ဖို့ဆိုရင်အရင်ဆုံးကျွန်တော်တို့က mapping လုပ်ဖို့အတွက်mapping လုပ်ဖို့အတွက်ကျွန်တော်တို့ data တစ်ခုပြန်ပြီးတော့generate လုပ်ဖို့လိုတာပေါ့နော်အဲ့တော့ mapping လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ duplicate တွေ remove လုပ်ပြီးတော့ကောင်းအများဆုံးဟာတွေကိုပဲကျွန်တော်တို့ကစုပြီးတော့
ထည့်လိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာ mapping လုပ်ဖို့အတွက်ဆိုတော့ကျွန်တော်တို့ mapping ဆိုပြီးတော့ပေးလိုက်ဒီထောက်က item ကိုဖြည့်မှာဆိုတော့ mapping item လို့ပေးလိုက်ပြီးသွားရင်ကျွန်တော်တို့ df ထဲရပဲ group by လုပ်လိုက်မယ်ဘယ်သူနဲ့ group by မှာဆိုတော့ဒီထောက်ကပြောင်းမြန် item ပေါ်မှာမူတည်ပြီး price ကိုဖြည့်မှာမဟုတ်ဘဲနဲ့ price ပေါ်မှာမူတည်ပြီး item ကိုဖြည့်ချင်တာဒါဆိုရင်ကျွန်တော်တို့ price by unit နဲ့သွားပြီးရင်ကျွန်တော်တို့ဘယ်သူနဲ့လဲဆိုလို့ရှိရင် item နဲ့ပေါ့နော်အဲ့တော့ price by unit ပေါ်မှာမှကျွန်တော်တို့ item ကိုဖြည့်မှာအဲ့ item ကိုမှအများဆုံးဖြစ်တဲ့ item ကိုမှကျွန်တော်တို့ကလိုချင်တာဒါဆိုရင်ကျွန်တော်တို့သူ့ကို function နဲ့အသုံးမယ်ပေါ့နော် apply ဆိုပြီးတော့ကျွန်တော်တို့ number သုံးလိုက်မယ် h လို့ပေးလိုက်မယ်ဒါဆိုကျွန်တော်တို့ဒီ item တွေကမှအများဆုံးဟာကိုယူပါလို့ပြောမယ်အတွက် h.move လို့သုံးလိုက်မယ်အဲ့တော့ကျွန်တော်တို့အများဆုံးတစ်ခုကိုယူပေးလိုက်မယ်ပေါ့နော်အဲ့အများဆုံးဖြစ်တဲ့ first row ကိုမှကျွန်တော်တို့ကထည့်ပေးခြင်းဒါဆိုရင်ကျွန်တော်တို့ကပါပေးလိုက်မယ်ဆိုရင်ဒီတစ်ခေါက်ဆိုရင်ကျွန်တော်တို့က position နံပါတ်နဲ့ပြန်အောင်ပထမဆုံးစစချင်းဟာကိုလိုချင်တာဖြစ်တဲ့အတွက်0ကိုပေးလိုက်မယ်အဲ့တော့ I loss နဲ့သုံးလိုက်မယ်ဒီလိုသွားလိုက်မယ်နော်အဲ့တော့ကျွန်တော်တို့ mapping item ဆိုတဲ့ဟာကိုထုတ်ကြည့်ကြအောင်ဒီလိုရပါတယ်ဒါဆိုကျွန်တော်တို့ကဒီ Python မှာဆိုလို့ရှိရင်လည်းရတဲ့ဟာ၄ခုရှိအောင် data ရယ်ဆိုရင် list ရှိရယ် search ရှိရယ် table ရှိရယ် dictionary ဆိုပြီးရှိရယ်အဲ့မှာမှကျွန်တော်တို့ဒါ duplicate allow လုပ်တာဒါရှိရယ်ပေါ့နော်ဒီမှာမှကျွန်တော် summarize လုပ်ပြီးပြောမယ်ဆိုရင်ဒီမှာ dictionary ကျွန်တော်တို့ထည့်လိုက်မယ်ဘာကြောင့်လဲဆိုရင်သူက key နဲ့ value နဲ့ပါတယ်ဒါဆိုကျွန်တော်တို့ key ကို price by unit လို့ပေးလိုက်မယ် value ကဒါဒီ item တွေပေါ့ဒါဆိုရင်ကျွန်တော်တို့ဒီ key တူတယ်ဆိုလို့ရှိရင်ဒီကောင်value ကိုထုတ်ပေးဆိုပြီးတော့ကျွန်တော်တို့လုပ်လိုက်မယ်အဲ့တော့ဒီကောင်မှာဆိုရင်ကျွန်တော် dictionary ကိုပြောင်းလိုက်မယ်အဲ့တော့ dot to did ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီ price per unit အလိုက်ကိုကျွန်တော်တို့ဘာလေးရပြီလဲဆိုလို့ရှိရင် item လေးရဒါဆိုဒီ item လေးရပြီဆိုရင်ကျွန်တော်တို့စပြီးတော့ map လုပ်လို့ရတယ်အဲ့တော့ map လုပ်မယ်ဆိုတော့ဘယ်အောင်ဖြစ်မှာလဲဆိုရင် item ကိုဖြစ်မှာ item မှာမှကျွန်တော်တို့က missing ဖြစ်တဲ့ item တွေကိုပဲဖြည့်မယ်ပေါ့နော်အဲ့တော့ df item နဲ့ကနေပြီးတော့ free and တွေပေါ့ missing ဖြစ်တဲ့ဟာတွေကိုပဲကျွန်တော်တို့ဖြည့်မယ်အဲ့ဒီမှာမှဘယ်လိုဖြည့်မှာလဲဆိုရင်ကျွန်တော်တို့ရဲ့ df ထဲမှာရှိတဲ့ price per unit နဲ့တူတဲ့ဟာနော်ဒီမှာဆိုတွေ့လားမသိဘူးဒီမှာခုနကတော့ကျွန်တော်တို့ group by လုပ်တဲ့အချိန်မှာဆိုလို့ရှိရင်group by လုပ်တဲ့ဟာပျောက်သွားတယ်ဒါဆို group by ပြန်လုပ်ပြမယ်အဲ့တော့ group by item နဲ့ပြီးရင် price by unit နဲ့ဒီမှာဆိုရင်တွေ့တဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီ cake တွေ juice တွေဆိုရင်နှစ်ခုပါတယ်ဒါပေမဲ့ဒီမှာဆိုဘာပဲရှိရလဲဆိုရင်ကျွန်တော်တို့ဒါ juice က juice ပဲရှိရတယ်cake မပါတော့ဘာကြောင့်လဲဆိုရင်ကောက်အများဆုံးဟာကိုကျွန်တော်တို့ယူပေးလိုက်လို့ပေါ့နော်ဒီလိုနည်းနဲ့ကျွန်တော်တို့ဖက်ထုတ်လိုက်တာအဲ့တော့ price per unit တူတဲ့ဟာတွေကိုမှကျွန်တော်တို့ကဘာနဲ့ map လုပ်မှာလဲဆိုရင်ဘာနဲ့ map လုပ်မှာဆိုရင်ကျွန်တော်တို့ရဲ့ mapping item နဲ့လုပ်အဲ့တော့ဒီ mapping item နဲ့က key နဲ့ price per unit နဲ့တူတယ်ဆိုရင် value ကိုပြန်ထည့်လိုက်ဒီရဲ့ကျွန်တော်တို့ပေးလုပ်လိုက်မယ်နော်ဒါဆိုရင်ကျွန်တော်တို့ item ကလည်း missing data မရှိတော့တော့အဲဆိုကျွန်တော်တို့ item ကလည်း missing data မရှိတော့ဘူးနော်အဲဆိုဒီမှာမှကျွန်တော်တို့ဘာတွေပဲဖြည့်ဖို့လိုတော့သေးလဲဆိုရင် quantity နဲ့ total span တွေကိုဖြည့်ဖို့လိုတယ်အဲတော့ကျွန်တော်တို့ quantity တွေ total span တွေကိုကြတော့ဖြည့်ရတာလွဲသွားပြီဘာကြောင့်လဲဆို price per unit ကိုကျွန်တော်တို့ဒီ quantity နဲ့ total span ကိုမြှောက်လိုက်လို့ရှိရင်ဘာရနိုင်လဲဆိုတော့sorry price per unit နဲ့ quantity နဲ့ကိုမြှောက်ရင် total span ရမယ်နောက်တစ်ခုကကြတော့ quantity ကိုဖြည့်ချင်ရင် total span ကိုတီးပြီးတော့ price per unit နဲ့စားလိုက်မယ်ဆိုလို့ရှိရင် quantity ရအဲ့တော့ကျွန်တော်တို့ quantity ကိုဖြည့်ဖို့ဆိုရင်ဘယ်သူတို့ဘယ် column နှစ်ခုကနားမဖြစ်မှရမလဲဆိုရင် price per unit နဲ့ total span တွေကနားမဖြစ်နေမှရအဲ့တော့ဒီနှစ်ခုကနားမဖြစ်နေလားဆိုတာကြည့်ရအဲ့တော့ကြည့်ကြပါမယ် quantity နားဖြစ်တဲ့ဟာတွေကိုဖြည့်တာလုပ်လိုက်ကြအောင်အဲ့တော့ df မှာမှ df quantity ကနားဖြစ်တဲ့ဟာတွေကိုဖြည့်တာလုပ်ဒီကောင်နေနားဖြစ်တဲ့ဟာတွေကိုဖြည့်တာလုပ်ပါမယ်ပြီးရင်ကျွန်တော်တို့က
ဒီထဲမှာပါလဲဆိုရင် is not or sam နဲ့သွားလိုက်ဟိုကျွန်တော်တို့ဒီမရှိဘူးပေါ့နော်ဒီလုပ်ပြီးတော့ဒီရိုက်မိသွားတယ်ထားပါတော့ကျွန်တော်တို့ဒီမှာ quantity နားပြတဲ့ဟာတွေမှာဆိုလို့ရှိရင်ကျန်တဲ့ခုနပြောတဲ့ price by unit နဲ့ total spend တွေကနားမဖြစ်အောင်ဒီမှာကြည့်လိုက်လို့ရှိရင်လည်း तू က quantity ကတော့နားဖြစ်တယ် price by unit နဲ့ total spend တွေကနားမဖြစ်ဘူးဒါဆိုတွက်လို့ရတယ်ပေါ့နော်ဒါဆို total spend ကိုတီးပြီးတော့ price by unit နဲ့စားလိုက်ရင် quantity ရအောင်အဲ့တော့ကျွန်တော်တို့ဒီနည်းနဲ့စားမယ် quantity ပြီးတော့ကျွန်တော်တို့ quantity ဟိုမှကျွန်တော်တို့နားဖြစ်တဲ့ကောင်တွေကိုပဲဖြည့်မှာဆိုတော့ fail အနေနဲ့သွားလိုက်မယ်ပြီးရင်ခုနကတော့ကျွန်တော်တို့ပြောတဲ့ဟာပေါ့ df ကနေပြီးတော့ကျွန်တော်တို့ total spend ကိုတည်မယ်ပြီးရင် price by unit နဲ့စားဒါဆိုရင်ကျွန်တော်တို့ df quantity ကနားဖြစ်เสียအကြောင်းမရှိတော့ဘူးနော်ဒါဆို quantity နဲ့နားမဖြစ်တော့ဒါဆိုကျွန်တော်တို့ဘာဖြည့်ရမလဲဆိုတော့ total spend ဖြည့်ရအောင် total spend ကတော့တွေ့ရပေါ့နော် quantity နဲ့ price by unit ကိုမြှောက်လိုက်ရင်ရပြီအဲ့တော့ကျွန်တော်တို့သူတို့ကိုလည်းဒီတိုင်းဖြည့်မယ် total spend အဲ့တော့နားဖြစ်တဲ့ဟာတွေကိုပဲဖြည့်မှာဆိုတော့ fail and အနေနဲ့ပဲဖြည့်မှာပါနော်ဒီမှာဆိုကျွန်တော်တို့ quantity နဲ့ unit price နဲ့ကိုမြှောက်ပါမယ် df unit price ဟိုကျွန်တော်တို့ unit price မဟုတ် price by unit ကျွန်တော် unit price ကိုစိတ်ဆွဲနေအောင်နော် price by unit နဲ့သွားဒါဆိုရင်ရပြီဒါဆိုကျွန်တော်တို့မှာဒီ essential column တွေကနားမရှိတော့ဘာလို့ကျွန်တော် essential column လို့ပြောရလဲဆိုcafe sale ဆိုတဲ့အတွက်ကြောင့်မလို့ဒီ cafe မှာရောင်းအားဆိုရင်အရေးကြီးတာဘာတွေရှိမလဲဆိုဒါဘယ် product ကရောင်းအားအများဆုံးဖြစ်ပြီးရင်ကျွန်တော်တို့ revenue ကဘယ်လောက်ရှိမလဲအဲ့ဒါတွေအတွက်တဲ့ဟာ essential ဖြစ်မှာပေါ့နော်နောက်ထပ်မှာကျွန်တော်တို့ဆိုပါစို့ payment method ထပ်တိုးဖို့ဆိုရင်ဘယ် payment method နေရာကောင်းလဲပြီးသွားရင်ကျွန်တော်တို့ဆိုပါစို့ payment အရာတချို့ဟာတွေမှာဆိုရင်ဥမာ KB တို့ဘာလို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ transaction နေပေးရဆို transaction fee ရှိတာ哦အဲ့လိုမျိုးဆို transaction fee အဲ့လို reduce ဖြစ်တဲ့ဟာဘယ်ရရှိမလဲအဲ့ဒါကို customer တွေကအသုံးများတာဟုတ်မဟုတ်ဒါမျိုးတွေ analysis လုပ်မှကျွန်တော်တို့ payment method တွေပါလိုတာပေါ့နော်ဒီလို case တွေမှာဟုတ်ဘူးဆို payment method တွေကကျွန်တော်တို့စဉ်းစားကြရမလို့ဘူးပေါ့နောက်တစ်ခုက location ကကြတော့take away လားဒီမှာစားရတာဒါဆို take away တွေဆို delivery service လုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ရောင်းအားပို့ပြီး boost ဖြစ်သွားနိုင်လားဒါမျိုးတွေကြည့်ဖို့ဆို location လိုမှာပေါ့နော်အဲ့တော့ဒီကောင်တွေကဒါ first ဘယ်လိုပြောမလဲပထမဆုံးအရေးကြီးရဲ့ first priority တော့မဟုတ်ဘူးပေါ့နော် second priority တော့ဖြစ်နိုင်တယ်အဲ့တော့ဒီ column တွေကနားဖြစ်ရင်လည်း okay နိုင်တယ်ခုန revenue တွက်မဲ့ဟာတွေကတော့လုံးဝနားဖြစ်လို့မရဘူးပေါ့နော်ဒါမျိုးအဲ့တော့ကျွန်တော်တို့ payment method ကဘယ်နားတွေမှာနားဖြစ်လဲဘယ်လိုဖြစ်လို့ရမလဲတစ်ချက်ကြည့်ကြည့်အောင်တော့ဒီမှာရန်ပေါင်းကျင်တာပေါ့နော် is နားနဲ့ပဲဆိုရင် filter လုပ်လိုက်ရဒါဆို payment method တွေကနားဆိုကျွန်တော်တို့ကဒီရှိပြီးသား column တွေပေါ်မှာ base လုပ်ပြီးတော့ဘာပေးခဲ့လဲဆိုတာမျိုးဖြည့်ဖို့ကမလွယ်ဘူးပေါ့အဲ့တော့ကျွန်တော်တို့ကအပေးများတဲ့ဟာတွေကိုပဲဖြည့်မလားဒါမှမဟုတ်ရင်မသိလို့ unknown ပဲဖြည့်ထားမလားဘယ်အားပဲဖြည့်ဖြည့်တော့အဆင်ပြေနိုင်တယ်တကယ်လို့အပေးများတဲ့ဟာတွေကိုဖြည့်မယ်ဆိုရင်လည်း bias ကဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ case မှာတော့ဘာလို့ပဲဖြည့်လိုက်မယ်ဆိုရင် payment method ကိုကျွန်တော်တို့နားနဲ့ပဲ unknown နဲ့ပဲဖြည့်လိုက်မယ် dummy data ပေါ့နော်ဘယ်သူ့မှခုန payment method ရှိသမျှဟာတွေမှာတွားပြီးတော့ဘယ်လိုပြောမလဲ payment method ပေါ်မှာ impact သွားမဖြစ်တော့ဘဲနဲ့ dummy data ဖြစ်တဲ့နားနဲ့အဓိပ္ပာယ်တူမဲ့ unknown တို့ unspecified တို့ဒါတွေဖြည့်လိုက်မယ်ပေါ့နော်အဲ့တော့ဒီကောင်းနေမဖြည့်ခင်မှာကျွန်တော်တို့ quadit ပေါ့နော်ကျွန်တော်တို့အကြိမ်များဆုံးဟာကိုဖြည့်မယ်ဆိုဘယ်လိုဖြည့်မလဲအကြိမ်များဆုံးဟာကိုဖြည့်ကြည့်အောင်အဲ့တော့ payment method ကိုကျွန်တော်တို့ဖြည့်မယ်
အဲ့တော့ကျွန်တော်တို့ payment method ဒီကောင်ကြီးကိုမှကျွန်တော်တို့ fee and အနေနဲ့ဖြည့်မယ်အဲ့တော့ဒီနားတွေဘာတွေဖြစ်တယ်ဆိုရင်ခုနကျွန်တော်တို့ပြောလိုက်တဲ့နားဖြစ်တယ်ဆိုရင်အခုဒီ payment method ကနားဖြစ်တယ်ဆိုရင်ကျွန်တော်တို့က mode ကိုဖြည့်မယ်အများဆုံးဖြစ်တဲ့ဟာကိုဖြည့်မယ်ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုဖြည့်ဒီ payment method ပြီးရင်ကျွန်တော်တို့ mode ပေါ့ပြီးရင်နောက်တစ်ခုကကြတော့ကျွန်တော်တို့က mode ထဲရမှာကျွန်တော်တို့ row number ဘယ်လောက်ကိုဖြည့်မလဲအဲ့တော့စဆောက်ဆုံးတွေ့ရအောင်ဖြည့်မှာနော်ဒီလိုဖြည့်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ဒီ payment method ပဲအဲ့ payment method ထဲရမှာအများဆုံးဖြစ်မဲ့ဒီ payment method ပဲဆိုတာတဲ့ဒီ payment method column မှာအများဆုံးဖြစ်မဲ့ဟာကိုရွေးဖြည့်လိုက်တာပေါ့နော်ဒီနည်းနဲ့လည်းဖြည့်လို့ရတယ်ဒါမှမဟုတ်ရင်ကျွန်တော်ခုနပြောတဲ့ unknown နဲ့လည်းဖြည့်လို့ရတယ် unknown ဖြည့်မယ်ဆိုရင်လည်းလွယ်ပေါ့နော် unknown ဖြည့်မယ်ဆိုရင် payment method dot say and ပြီး unknown လို့ဖြည့်ပေးလိုက်လေရအဲ့တော့ကိုကြိုက်တာနဲ့ဖြည့်ပေါ့နော်ကျွန်တော်ကတော့ဒီမှာ unknown ပဲဖြည့်ထားလိုက်မယ် state order တွေစီကိုပြန်မေးလို့ရတယ်အဲ့ဒီဟာကိုပြန်ထည့်မယ်ပေါ့နော်Python မှာကျွန်တော်တခုကြိုက်တာလွယ်လွယ်ကူကူနဲ့ပဲကျွန်တော်တို့ဒီရှေ့က previous step တွေမှားတာပဲဖြစ်ဖြစ်ခုလိုမျိုး data တွေပြန် update လုပ်ချင်တယ်ပြန်ပြီးတော့အစဆုံး run လိုက်လို့ရှိရင်ရပြီပေါ့နော်ကျွန်တော်အဲ့ဒါပိုပြီး flexible ဖြစ်တယ်လို့ခံစားရတယ်ထားပါတော့ဒါကကျွန်တော် personal ပေါ့နော်အဲ့တော့ payment method ရပြီဆိုရင်ကျွန်တော်တို့နောက်တစ်ခုအနေနဲ့က location ပေါ့အဲ့တော့ location ကိုဖြည့်ပါမယ် location ကကျွန်တော်တို့ location column ပဲအဲ့တော့ location ကိုလည်းကျွန်တော်တို့က unknown နဲ့ပဲဖြည့်လိုက်တော့မှာပေါ့နော်ပြီးရင်ကျွန်တော်တို့သူ့ကို any မှာ unknown နဲ့ဖြည့်မယ်အဲဆိုရရပေါ့နော်အဲဆိုကျွန်တော်တို့ location တွေရောရပြီဆိုတော့တစ်ချက်နားဖြစ်တဲ့ဟာကိုပြန်ထုတ်ကြည့်အောင်ဒီမှာဆိုကျွန်တော်တို့ transaction date ပဲကျန်တော့အဲ့တော့ transaction date ဆိုတာ transaction ID နဲ့ဆိုရင်ဘယ်လို correlation ရှိနေမလဲတစ်ချက်စဉ်းစားကြည့်အောင်ကျွန်တော်တို့ဒီ KB မှာပဲဖြစ်ကျွန်တော်တို့ transaction တစ်ခုလုပ်လိုက်မယ်ဥပမာ transfer လုပ်လိုက်မယ်ဒါဆိုကျွန်တော်တို့လွှဲလိုက်ပြီဆိုရင်ဘယ်နေ့မှလွှဲလိုက်တယ်ဆိုရတဲ့ date ရပြီးရင်ကျွန်တော်တို့ transaction number ဘယ်လောက်နဲ့ဝင်သွားတယ်ဆိုရတဲ့ transaction number ရအဲ့တော့ကျွန်တော်တို့ဒီ transaction number တွေဆိုတာလည်းဒီလွှဲတဲ့အချိန်နောက်ကြလေ transaction number ကလည်းတိုးလေဒီလိုအစင်လိုက်ဖြစ်နေမှာအဲ့တော့ကျွန်တော်တို့ transaction number ကိုသာ sorting စီးပြီးတော့ transaction date အရာကျွန်တော်တို့ပြန်ဖြည့်လိုက်မယ်ဆိုရင် missing ဖြစ်နေတဲ့ transaction date တွေကရနိုင်တာကျွန်တော်ပြောရရင်အရင်ရှုပ်သွားလို့ချင်းတူတူကြည့်ကြအောင်နော်အဲ့တော့ကျွန်တော်တို့ df transaction date ကိုကြည့်ပြီးရင်ကျွန်တော်တို့သူ့ကို is na.sum sum လုပ်လို့မရဘူးကျွန်တော်တို့ filter လုပ်မှာဘယ်လောက်ကောင်းရှိလဲဆိုတာသိချင်တာမဟုတ်ဘူးအဲ့တော့ is na နဲ့ကြည့်လိုက်ဒါဆိုကျွန်တော်တို့ဒီမှာဆို transaction ID ရှိရယ်သူအစင်လိုက်ပဲသွားနေဆိုသိကြရလေကျွန်တော်တို့ဥမာ20242025 21ရက်နေ့မှာလွှဲခဲ့ဆိုရင်ကျွန်တော်တို့အဲ့21ရက်နေ့က data ကိုပဲပြန်ဖြည့်လိုက်ဒီ transaction ကလည်းသိကြရဒီနေ့မှာဖြစ်ဖို့ရာခိုင်နှုန်းများတယ်အဲ့လိုမျိုးနည်းနဲ့ကျွန်တော်တို့ဖြည့်ကြမယ်ပေါ့နော်အဲ့တော့အရင်ဆုံး transaction ID က sorting ဖြစ်ပြီးသားလားမဖြစ်ပြီးသားလားအရင်စစ်ကြည့်အောင်အဲ့တော့ transaction ID ကဒီမှာကြည့်လိုက်လို့ရှိရင်သူက1 တန်းကျော်4 တန်းကျော်9 တန်းကျော်3 တန်းကျော်ဒါဆိုရင်အစင်လိုက်မဖြစ်သေးဘူးအဲ့တော့အစင်လိုက်မဖြစ်သေးတဲ့ကောင်တွေကိုကျွန်တော်တို့က solve လုပ်ပေးရမယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ကဘာဖြစ်နေလဲဆိုတော့ miss ဖြစ်နေဘယ်လိုမျိုးလဲဆိုတော့test လေးပါတယ် number လေးပါတယ်ဒါဆိုသူက screen အနေနဲ့ယူလိုက်လို့ရှိရင်ကြတော့1တေပြီးမှ2လာမယ်2တေပြီးမှ3လာမယ်ဒီလိုမျိုး sorting စီးသွားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါမှားနိုင်ခြေရာခိုင်နှုန်းများတယ်အဲ့တော့ကျွန်တော်တို့ဘာလုပ်လိုက်မလဲဆိုရင် transaction ID ကို transaction ဆိုရဲ TXN အသက် ID ကသက်ခွဲထုတ်လိုက်မယ်အဲ့တော့ကျွန်တော်တို့ ID ကိုခွဲထုတ်လိုက်မယ်ပေါ့အဓိကအဲ့တော့ကျွန်တော်တို့ DF ထဲမှာ ID ဆိုပြီးပေးလိုက်မယ်ဒီကောင်ကြီးကိုကျွန်တော်တို့ကsplit လုပ်ပါမယ် transaction ID ကိုအဲ့တော့ transaction ID ကို split လုပ်မယ်ပေါ့နော် split အဲ့တော့ကျွန်တော်တို့ဘာနဲ့ split လုပ်မှာလဲ underscore နဲ့ split လုပ်ချင်တာဒါဆိုရင်ကျွန်တော်တို့သူ့ကို underscore နဲ့ပေးလိုက်ပြီးရင်ကျွန်တော်တို့က
ဒီ transaction ID ကိုကျွန်တော်တို့ underscore နဲ့ split လုပ်ပြီးသွားရင်ဘယ်ဘက်ချမ်းကိုယူပါလဲဆိုတာလည်းရှိသေးတယ်အဲ့တော့ split လုပ်လိုက်ရင်သူကဒီ list တွေလိုမျိုးအခန်းနဲ့ပြန်ပေးလိုက်နိုင်တယ်ဒါဆိုကျွန်တော်တို့ကပထမခန်းဆိုလို့ရှိရင် th ဆန်ရအောင်ဒုတိယခန်းမှာကျွန်တော်တို့ဒီ ID ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့1နဲ့ပေးလိုက်အဲ့တော့ဒီကောင်ကြီးကဒါ string ဖြစ်တော့ str1အဲ့ကျွန်တော်တို့ဒီမှာ split ကကြတော့ string function ကလာတာဒါဆိုကျွန်တော်တို့ str နဲ့တော့ဒါဆိုရတယ်အဲ့ဒါကိုမှကျွန်တော်တို့က df ကိုပြန်ပြီးတော့ id နဲ့ sort လုပ်အောင်နော်ဒီကျွန်တော်တို့ရဲ့ df ကို id နဲ့ sort လုပ်အဲ့တော့ဘယ်လို sort လုပ်မလဲဆိုရင် sort values ပြီးရင်ကျွန်တော်တို့ကဘာနဲ့ sort လုပ်မှာလဲဆို id နဲ့ sort လုပ်ဒါဆိုရင်ကိုအစင်လိုက်ဖြစ်သွားတယ်ဒါကိုမှကျွန်တော်တို့က sort အစင်လိုက်ပြီးသွားရင် draw လုပ်လိုက် columns equal to ဘယ်ဟာကို draw လုပ်မလဲဆို id ကို draw လုပ်လိုက်မယ်နော်ဒါဆိုရတယ်ကျွန်တော်တို့ df ကိုပြန်ကြည့်အောင်ဒါဆိုရင်ကျွန်တော်တို့ဒီမှာပြန်ပြီး assign လုပ်ပေးလိုက်ဆိုပြန် run ကြည့်ရ id လည်းမရှိတော့ဘူး sort လုပ်ပြီးသားလည်းဖြစ်သွားတယ် sort လုပ်ပြီးသွားပြီဆိုကမှကျွန်တော်တို့ဒီကောင်တွေကိုကြည့်ရအဲ့တော့ခုနကကျွန်တော်ပြောလိုက်တယ် transaction id နဲ့ transaction date ဆိုတာ positive correlation ဖြစ်ပါဘူးဘာလို့လဲ transaction တိုးရင် date ကလည်းလိုက်တိုးရမှာအဲ့တော့ဒီမှာကြည့်လိုက်ရင်ဘာ date လွဲနေတော့6လပိုင်း29ရက်ဖြစ်နေဒီ3ခုမြောက်မှာတဲ့အဲ့တော့ကျွန်တော်တို့ဒါနည်းနည်းလွဲနေရပေါ့နော်မှန်တိုင်းပြောရင်ကျွန်တော်ဆိုရင်ဒါ miss ဖြစ်သွားနိုင်တယ်ဒီ3ခုမြောက်မှာတွေ့လို့ပေါ့နော်မဟုတ်လို့ရှိရင် transaction date ဆိုတာအစင်လိုက်တာလို့ပဲသိရဖြစ်တဲ့အတွက်အစင်လိုက်ဖြစ်မယ်လို့ထင်နိုင်တယ်ဒါပေမဲ့ဒီမှာအစင်လိုက်ဖြစ်မနေဘူးပေါ့နော်ဒါ data entry error ပေါ့အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးအစင်လိုက်transaction ID ကတိုးရပေးမယ် transaction date ကစောနေရမျိုးဒါမျိုးမှားတဲ့ဟာတွေပေါ့နော်ဒီကောင်တွေကိုကျွန်တော်တို့ reflect column လို့ပေးလိုက်အဲ့တော့ date နဲ့အရင်ပေးလိုက်date နဲ့ပေးပြီးသွားလို့ရှိရင်ကျွန်တော်တို့ခု transaction date ကိုမှခုနကတော့ဒီနားဖြစ်တဲ့အနားမဖြစ်ခင်ကကျွန်တော်တို့ဒီ different ပေါ့နော် previous date နဲ့ different ရှာကြည့်လိုက်မယ် duration ကဘယ်လိုဖြစ်နေလဲဒီ3ညထိုင်ငင်းနေဒါသိကြရဗျာရှေ့နေ့ထက်စောနေရှေ့ previous transaction တွေထက်စောနေတဲ့ဟာမျိုးဖြစ်နေတယ်ဒါဆိုရင်ကျွန်တော်တို့ data တွေကမှားတယ်လို့ယူဆတယ်အဲ့တော့ကျွန်တော်တို့ df ထဲက transaction date ကိုမှပြီးတော့ div နဲ့ပေါ့နော်နှုတ်မယ်ပြီးရင်ကျွန်တော်တို့က date time နဲ့ကနေပြီးတော့ days နဲ့ပြန်လိုချင်ဒါမျိုးလုပ်လိုက်ဒါအောင်မှကျွန်တော်တို့က df ကိုကြည့်ကြည့်အောင်ဒါဆိုကျွန်တော်တို့ဒီမှာ226ရက်စောနေတယ်တကယ်ဆိုလို့ရှိရင်ဒီ transaction ကကျွန်တော်တို့9ခုမြောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်တွေထက်နောက်ကျအောင်ဒီ800ဟာတဲ့နောက်ကျအောင်ဒါပေမဲ့ तू ကဘလို့ဖြစ်နေဆိုတော့သူ့အပေါ်က date ထက်ကို226ရက်စောနေရဖြစ်နေဒါဆိုဒါမဖြစ်နိုင်ဘူးနော်မိတ်ဆက်မဖြစ်ဘူးအဲ့တော့မိတ်ဆက်မဖြစ်တဲ့ဟာတွေကိုကျွန်တော်တို့ကပေးလိုက်အဲ့တော့ reflex ဆိုပြီးပေးလိုက် reflex ဆိုပြီးပေးပြီးတော့ date မှာမှာကျွန်တော်တို့ greater than 0ပေါ့3ညထက်ကြီးလို့ရှိရင်သူ့ကိုကျွန်တော်တို့က integer နဲ့ပေးလိုက်ဒါမျိုးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ df မှာမှာဒီကောင်နေဆိုလို့ရှိရင်ကျွန်တော်တို့မရဘူးလို့ဒီကောင်တွေကိုပြန်ပြီးတော့ discuss လုပ်အောင်ပါဗောနော်အဲ့တော့ကျွန်တော်တို့0တက်ကြီးလို့ရှိရင်မဟုတ်0တက်ငယ်လို့ရှိရင်ကျွန်တော်တို့က reflect ဖြစ်ရမှာဘာလို့ဆိုစောတာတွေကမှားတာဗောနော်ကျွန်တော်ပြောင်းမြန်ဖြစ်တယ်အဲ့တော့ဒီမှာဆို1နေဖြစ်တဲ့ဟာတွေကဒါ reflect တွေပေါ့အဲ့တော့ဒီ reflect တွေကိုကျွန်တော်တို့ state holder တွေနဲ့ discuss လုပ်ရမယ်အဲ့တော့ဒါဆိုရပြီပေါ့နော်အကယ်၍ကျွန်တော်တို့က reflect လည်းမတွေ့ဘူး transaction တွေလည်းရှိရဆိုရင်ကျွန်တော်တို့ကဘာ method သုံးလို့ရလဲဆို adjacent row ကိုဖြည့် adjacent row က data ကိုယူတဲ့နည်းနဲ့ကျွန်တော်တို့ဖြည့်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ဥပမာ faf ဆိုတဲ့နည်းနဲ့ဖြည့်ကြည့်မယ်ဘယ်လိုဖြည့်မလဲဆိုတော့ transaction date ပေါ့နော်ဒီကောင်မှကျွန်တော်တို့ကဒီ transaction date က missing ဖြစ်နေရင် transaction date က missing ဖြစ်နေတော့ fail and နေဒါဆိုရင်ကျွန်တော်တို့ df transaction date ထဲရပဲ previous row ကိုကျွန်တော်တို့ဖြည့်မယ်ပေါ့နော်အဲ့တော့ previous row ကိုဖြည့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ fail ဆိုတဲ့ function ကိုသုံးလိုက်မယ်ဒါဆိုရင် df ကိုကျွန်တော်တို့ပြန်ကြည့်ကြည့်ပါမယ်
ဒါဆိုရင်ကျွန်တော်တို့ဒီမှာကြည့်လိုက်ရင်ဒါ transaction တွေဒီ transaction date တွေဖြည့်ပြီးသားဖြစ်သွားတယ်တကယ်လို့ reference မတွေ့ခဲ့ရင်ကျွန်တော်တို့အဲ့ဒီနဲ့ဖြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ခုနေ့ clean နဲ့လုပ်ပြချင်တာကဒီလောက်ပါပဲအဲ့တော့ဒီ Python နဲ့ clean ရတာပို့ပြီးတော့ smooth ဖြစ်တယ်ပေါ့နော် Power Query နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ Mesh Query တွေသုံးMesh Query တွေသုံးပြီးတော့ပြန် join လုပ်ပြီးတော့ data တွေက1000ဖြစ်ပြီးတော့တကယ်လို့ RAM size ကနည်းတာပဲဖြစ်ဒီလိုမျိုးဆိုလို့ရှိရင်ပို့ပြီးတော့ကျွန်တော်တို့လုပ်တင်နေကြနိုင်တယ်ပေါ့နော်အဲ့ဒီအစားကျွန်တော်တို့ဘယ်ဟာပို့ပြီးတော့ smooth ဖြစ်လဲဆိုရင် complicate ဖြစ်တဲ့ကျွန်တော်တို့ data cleaning process တွေဆိုလို့ရှိရင် Python နဲ့ clean တာပိုကောင်းတယ်အဲဆိုကျွန်တော်တို့ဒီကောင် real world ETL flow ကဘယ်လိုဖြစ်သွားမလဲဆိုရင်ကျွန်တော်တို့ခုဒီကောင်တွေကဆိုပါစို့ကျွန်တော်တို့ company ဆိုလို့ရှိရင် department တွေကလာတဲ့ data တွေဖြစ်မယ်ဒီ department တွေက data တွေကcall center တို့ဘာလို့ဆိုလို့ရှိရင်လည်းသူတို့data တွေရိုက်ထည့်တဲ့ data မျိုးတွေဖြစ်ကောင်းဖြစ်နိုင်မယ်ပေါ့နော်ဒီ data တွေက missing နေဒီလို error တွေပါနိုင်တယ်ဒါဆိုကျွန်တော်တို့အဲ့ဒီဟာကို Python နဲ့ဒီ data cleaning process ကို automate လုပ်လိုက်မယ်လုပ်လိုက်ပြီးွားရင် automate ရပြီးသားဟာကိုမှကျွန်တော်တို့ကဥပမာ cloud သုံးတယ်ဆိုလို့ရှိရင်လည်းဥပမာဆိုပါစို့ကျွန်တော်တို့ Databricks ထဲကိုထည့်မှာလားဒါဆိုကျွန်တော်တို့ Databricks မှာသွားပြီးတော့သိမ်းမယ်ပေါ့နော် Databricks ထဲက database တစ်ခုမှာသွားသိမ်းမယ်သိမ်းပြီးတော့မှအဲ့ data တွေကိုပြန်ပြီးတော့ clean ပြီးသား data ကိုဘယ်မှာပြန် import လုပ်လဲဆို Power BI မှာ import လုပ်တယ်နော်ဒီလို process တစ်ခုဒါမှမဟုတ်လို့ကျွန်တော်တို့ကဒီ data ကိုခု temporary အနေနဲ့ပဲကျွန်တော်တို့ကဒီ project တစ်ခုကဆက်ပြီးတော့လဲ long term သုံးကြမလို့ဒါမျိုးဆိုလို့ရှိရင် Python နဲ့ clean မယ် clean ပြီးတော့ရင်ဒီ data ကိုမှကျွန်တော်တို့က CSV နဲ့export ထုတ်မယ်ထုတ်ပြီးသွားရင်export ထုတ်လိုက်တဲ့ CSV ကို Power BI မှာပြန်ထည့်ရမျိုးဒီလိုနည်းနဲ့သုံးလို့ရတယ်ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်ဆိုပါစို့ pd.2csv ကိုသုံးလို့ရမှာဖြစ်ဒီမှာမှကျွန်တော်တို့ကဒါဘာဖြစ်သွားမလဲဆိုရင် clean data.csv ပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်တစ်ချက်ပြန်ရှာကြည့်လိုက်မယ်ဟောဒီမှာ pd.2csv မဟုတ် data frame.2csv ဖြစ်ကျွန်တော်ဒီမှာ pd ဖြစ် data frame.2csv နဲ့ကျွန်တော်တို့သွားလိုက်ရုံပဲပေါ့နော်ဒါဆိုရင်ဘာဖြစ်သွားပြီလဲဆိုတော့ကျွန်တော်တို့ရဲ့ clean data ရသွားဒါဆိုအဲ့ဒီ data ရပြီးသား data ကိုမှကျွန်တော်တို့ကဘာပြန်လုပ်ရုံပဲလဲဆိုရင် Power BI မှာပြန်ပြီးတော့ဒီ import လုပ်ပြီးတော့ဆက် clean သွားရင်ရပြီပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီမှာတစ်ခုရှမ်းသွားတာပဲဖြစ်ဖြစ် error တက်သွားရင်ပဲဖြစ် trace လိုက်လို့လည်းလွယ်ပြီးရင် forward ကိုပြန်သွားရလဲပို့ပြီးတော့လွယ်ပေါ့နော်ကုတ်လေးတွေပဲပြောင်းလိုက်ရုံပဲဆိုတော့ကျွန်တော်တို့ကအချိန်နဲ့အရင်မကုန်ဒီနည်းနဲ့ဆိုရင်ဒါရှမ်းတတ်တဲ့ကျွန်တော်တို့လိုရှမ်းတတ်တဲ့လူတွေအတွက်ဆိုရင်လည်းပို့ပြီးအဆင်ပြေရပေါ့နော်အဲ့တော့ခုနေ့ကလင်းပြချင်တာကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ဗျ